လူတွေကအောင်မြင်ဖို့တိုးတိုးဖို့နံပါတ်1အရေးကြီးဆုံးချက်ကဘာလို့မိတ်ဆွေကောင်းရှိရစနစ်တကျလေ့ကျင့်ထားမယ်နော်မိတ်ဆွေကောင်းရှိရနောက်နံပါတ်2ကဆုံးမတကနာကြမှတ်သားရမယ်ဒီကကြီးပါကျုပ်ဆရာတော်ကြီးတို့ကြွတယ်ဆရာတော်ဘုရားကြီးများကြွတယ်အလကားအပြင်းပြေကြွခိုင်းတာကိုဘုန်းကြီးတွေလည်းအားတဲ့ဘုန်းကြီးတွေမဟုတ်ဘာလို့တော့ဆုံးမတကလာပေးတာအဲ့တော့ကျေးဇူးတော်ရှင်ရွှေဦးမင်းဆရာတော်ဘုရားကြီးကလောကမှာအဆုံးမကင်းပြီးလိမ်မာတဲ့သူတယောက်မှမရှိဘူးတဲ့အဲ့ဒီအဆုံးမထဲမှာလည်းမြတ်စွာဘုရားရှင်ရဲ့အဆုံးမသာလျင်ပြည့်စုံတယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာပြည့်စုံဘာဖြစ်လို့လဲမြတ်စွာဘုရားရှင်ကိလေသာကင်းတော့ကိလေသာကင်းတဲ့ဖြစ်တဲ့ discrimination မရှိတော့ဘူးဗတ်လိုက်တာမရှိတော့ virus မဖြစ်တော့ခွဲခြားတာမရှိတော့ရှင်ဒေဝရအပေါ်နဲ့နာလာဂရိစင်အပေါ်နဲ့သားတော်ရာဟုလာပေါ်နဲ့တသားတည်းချစ်တယ်ဘယ်လိုလို့စဉ်းစားလို့တော့မရနော်ဟိုသူ့ကြောင်ပေါင်းနဲ့တွန်းချတယ် reef မရင်းမှုနဲ့ဘုရားနှစ်ခါဆွဆွဲခံဘုန်းတို့တာမန်လူမပြောနဲ့နော်သုံးသတိပရမတ်ကိုမရင်းချင်းတက်ဖြတ်ပါတယ်ဆိုပြီးတော့ဆွဆွဲတယ်ဇိသမနာလည်းသူကိုယ်ရမှပြစ်ထားခဲ့ပါတယ်ဆိုပြီးဆွဆွဲတယ်ကောမတ်နေမှာတော့ခုပြောတဲ့ကောသံမီသွားတဲ့အခါမာဂန္ဒီကလူငှပြီး9ရက်သေးခိုင်းတယ်9800တို့ဘာလို့ဆိုအခုနောက်မှမဟုတ်ဟိုတုန်းတည်းရှိတယ်လူငှပြီးသေးခိုင်းတာမြို့တဲ့တော့မရောက်သေးဘူးဆဲမဲ့သူတွေအရင်ကြိုးရောက်ဆဲလိုက်တာမိုးကုံမုံလို့ဘုရားရှင်လည်းတီးခံပါတယ်ဒါကြောင့် bad comment ဆိုတာလေအဲ့ဒါတွေမြေတန်းရှာတယ်အိမ်တင်ရဲ့စွန့်ပင့်လို့ကြွသွားတာငကိုရောက်နေတဲ့တခြားကန်းရဲ့ဘုံကြီးကဘုရားကိုလက်ညှိုးထိုးပြီးဆဲတယ်လက်ညှိုးထိုးပြီးဆဲတယ်တို့တာဆိုထရိုက်ပါပေါ့ဟာတို့မှအင်အားလည်းရှိတယ်ထရိုက်လိုက်ပါပေါ့တော့မဟုတ်ထပြန်တော့ပေါ့ဘုရားတိခံတယ်အဲ့ဒီပုံကိုယ်တွေပေါ်မှာမေတ္တာမပြတ်ဘူးတော်တော်ဆွမ်းကြည့်အဲ့ဒါ well power လို့ခေါ်တယ်နော် spiritual power မြင်တယ်ဒါကြောင့်ဘုန်းတော်မြတ်စွာဘုရားရှင်အဆုံးအမ virus မပါအောင် corruption မရှိဘူးဒါကြောင့်အဆုံးအမတော့မြတ်စွာဘုရားရှင်အဆုံးအမတွေဘုန်းတော်ကောင်းကောင်းလေ့လာထားဖို့လိုတယ်လမ်းကြီးလောက်ထားမယ်နော်လေ့လာသင်ယူထားဒါကြောင့်နံပါတ်1စိုးဆုံးမမှုဒကာကြီးတို့ဒီဘက်ကဒကာလေးတွေကိုညီတွေညီမတွေရွယ်ပါဘယ်လိုလုပ်တာလဲရုပ်တရက်လွယ်မလဲဆရာတော်ဘုရားတွေကြွလာတဲ့အခါစနစ်တကျဘုရားရဲ့ဘာသာရပ်တွေကိုကြကြနနလေ့လာသင်ယူထားတဲ့တွေကပြန်ပြောတော့လွယ်လွယ်ကူကူသိမသွားဘူးလားအဲ့ဒါတန်ခါရဲ့တန်ဖိုးအဲ့ဒါ value ဆိုတာပြောတာလမ်းဘေးမှာဘောလုံးမထိုင်လုံးနေဘုန်းကြီးတွေကိုကြည့်ပြီးတန်ကောင်သွားပြီး image မရှာနဲ့ကိုမြင်တဲ့လောက်ပဲလေအခုတကယ်ကြီးကိုခမောက်တို့နဲ့ပေါင်းတော့ဆရာတော်ဘုရားကြီးတွေမတွေ့ရဘူးလားကိုတန်းနဲ့ကိုမြင်တာပါလူဆိုတာနော်ကိုကဘယ်လိုဘုန်းကြီးတွေမြင်ကိုတန်းကဘယ်တန်းလဲလို့ပဲတွက်ပေါ်ဗျာနော်ဟလာတမဏေမနတမနောတဲ့ဂောနိနာဂောနောတဲ့နွားချင်းပေါင်းပါပေါ့ပညာရှိချင်းပဲပေါင်းပါပေါ့ပညာကိုတန်ဖိုးထားတဲ့ဝန်းကျင်ပဲပညာရှိတွေရောက်လာတာပညာကိုတန်ဖိုးမထားတဲ့ဝန်းကျင်ကတော့တာမန်လူတွေပဲရောက်လိမ့်မယ်တာမန်လူတွေရဲ့အတွေ့အခေါ်ဟာဟီနောရုပ်ညံ့တဲ့ဂံဘောရွာသားတွေရဲ့အတွေ့အခေါ်တော့ဖြစ်တဲ့ပောထုဇနီကောအေးချင်းမပြည့်မီတဲ့သူတွေရဲ့အလုပ်ဖြစ်တဲ့အနရိယောအကျိုးစီးပွားမပြည့်ဘူးနတ္ထတန်ဟိတောနိဗ္ဗာန်တော့ထောက်ပံ့ဖြစ်ဘူးဆိုတာဓမ္မစကြာမှာဟောထားတယ်အဲဆိုတော့ကိုပေါင်းတဲ့ဟာဝိညာဉ်ကဘယ်လိုမျိုးလဲဆိုတာသိဖို့တော့ဒါကြောင့်ဆုံးမစကားနားထောင်ရတယ်အဲ့ဒီဆုံးမစကားထဲမှာဘုရားရှင်ရဲ့အဆုံးအမတွေကပြည့်စုံဆုံးပဲဘာဖြစ်လို့တော့ဆိုတလုံးနဲ့ virus နဲ့ပါလို့V နဲ့ virus ဆိုရင်တော့ဘာလို့ဘတ်မလိုက်ဘူးဗျာ V နဲ့ virus ဆိုတော့ပိုးမပါဘူးပေါ့ဗျာဘယ်လိုပဲ virus ပဲပြောပါဟလားပိုးကြိုက်ဆိုတဲ့ဟာလည်းမပါဘူးဘတ်လိုက်တာလည်းမပါဘူးလွယ်လားအဲ့ဒါမျိုးတွေရဖို့လွယ်လားမလွယ်ဘူးဒါကြောင့်အဲ့ဒါကိုမြဲမြဲနေလို့တန်ဖိုးထားရတယ်အဲ့ဒါကြောင့်ကိုရင်ရဟုတ်လားတနေ့လက်ထဲမှာရှိတဲ့သဲပွင့်အရေးအတွက်လောက်ငါ့ကိုဆုံးမပေးမဲ့သူတွေရောက်လာရင်ကောင်းမှာပဲလို့ဆန္ဒအာတိတ wish to do သူမှဆူတောင်းတာဆန္ဒဖြစ်တယ်ညံ့နိုးတာကိုပြောတာနော်ဖះကိုယ်တိုင်သူ့ဖေပဲလေတို့တော့သူ့လိုအဲ့လိုဆုံးမပေးမဲ့သူတွေအများကြီးတူလိုချင်တာညသောပြညာအဲ့လိုအဆုံးမပေးတဲ့သူကိုရွှေအိုးပြတာနဲ့တူတယ်လို့ပြောတယ်ရွှေအိုးကြီးကိုမင်းဒီမှာကွာရွှေအိုးကြီးတူးလို့ပြောရွှေအိုးကတဘွားပဲသုံးလို့ရအဆုံးမကောင်ကိုဘွားကြီးတစ်ခုလုံးအများကြီးကိုအဆင်ပြေသွားသေးတယ်နော်အဲ့တော့ဘဝမှာခက်ခဲကြက်တဲ့ပြဿနာတွေကြုံတဲ့အခါပညာရှိသူတော်ကောင်းတွေဟာစာအုပ်စာပေကနေဖြေပြရကိုရှာကြတယ် solution လုပ်ဖို့အတွက်စာအုပ်စာပေကောင်းတွေဖတ်တယ်
အစိုးအမကောင်းနေနာကြကြတယ်ဘဝရဲ့ဒီ traffic ဖြစ်နေတဲ့အပိုင်းတွေကို solution လုပ်ဖို့ problem solving လုပ်ဖို့ဟုတ်လားအဲ့ဒီအတွက်ဘုန်းတော်ဒီအစိုးအမကောင်းနေစာပေကောင်းနေရှိနေဖို့ကိုလိုတာအဲ့ဒါမရှိရင်လူကဤဘော်တော်ကြီးဖြစ်ပေါ်တော်တော်ကြီးဖြစ်လူကပွားပြီးဟုတ်လားတကယ်ကြစ်ကြစ်လေးလေးမရှိဘူးပေါ့နော်ဒါကြောင့်စိုးဆုံးမကိုနာယူရမယ်နှစ်ချက်ရှိသွားပြီနော်နံပါတ်1ကမိတ်သေးကောင်းရှိရမယ်နံပါတ်2ကအဆုံးအမကောင်းနေနာယူရမယ်အဲ့ဒီနှစ်ချက်ကမိတ်သေးကောင်းရှိရမယ်အဆုံးအမကောင်းမိတ်သေးကောင်းစီရမယ်ဒါက external force အပြင်ပ external supporter တွေပဲဒါပြင်ဘက်ကနေပြီးတော့ရှားမယ်ဟာအပြင်ဆွမ်းအားနှစ်ချက်နောက်တစ်ခုကနံပါတ်3ကကိုကျင့်သီလရှိရမယ် character is power power က power ထဲမှာ character ဆိုတဲ့ power အဆင့်မြင့်ဆုံးပဲကိုကျင့်သိက္ခာအကောင်းဆုံးဆွမ်းအားပဲအကောင်းဆုံးအရင်ကြီးပဲအရင်ကြီးပါမရှိနေကြောသူအောင်အရင်ကြီးမရှိဘူးမရှိပေမဲ့တခါကြီးကယုံကြည်တယ်ကိုကမောင်တို့ရယုံကြည်တဲ့ကအဲကြောသူမင်းဒါလောက်ကွာအင်းမလို့ရင်ငါထုတ်ပဲလို့ဟာဒီကောင်အသက်သာရှိတယ်မှန်တယ်အလုပ်ကိုကြိုးစားတယ်တတ်တတ်ရဲ့လို့တတ်တယ်အဲ့လူအတွက်ကငွေမလို့ဘူးငွေမလို့သူ့ကိုငွေနဲ့သူ့ကိုဖွံ့ဖြိုးတိုးတက်ကူညီပေးမဲ့သူတွေအစင်းသေးရှိတယ်ဘာအရေးကြီးရောကာရိုက်တာကောင်းတယ်ဒါကြောင့်ဘုံဘုံကလူငယ်တွေတင်တန်းပေးတဲ့ခါလူငယ်တွေတွေ့တယ်ဘုံဘုံတို့ကိုယ်တိုင်လည်းငကိုယ်တော့ကအလုပ်တွေအမျိုးမျိုးလုပ်ခဲ့ဘူးတယ်ကိုယ်တိုင်လည်းအလုပ်သမားအနေနဲ့လုပ်ခဲ့ဘူးတယ်အဲ့မှာဘာပြောချင်တာလဲဆိုတော့လူတွေကရိုးသားဖို့ထက်ဒီတစ်ခုကိုပညာကုန်းတစ်ခုကိုသင်ဖို့ထက်ပတ်စံလွယ်လွယ်ရမယ်ပိုးရမယ်ဆိုတဲ့စီကိုတောက်လျှောက်ပြီးအင်္ဂလိပ်လို critical လို့ခေါ်တယ်အလုပ်ခဏခဏပြောင်းတယ်အလုပ်ပြောင်းတဲ့သူကစိတ်မငြိမ်လို့အလုပ်တစ်ခုကိုမစူးစိုက်နိုင်လို့ဘယ်လိုလုပ်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့သင်ခန်းစာရမလဲလူငယ်အရွယ်မှာပတ်စံရှာဖို့ထက်အလုပ်တွေးကြုံရှာဖို့ကပိုအရေးကြီးတယ်အလုပ်သမားလိုအောက်သက်ကြေခဲ့တဲ့သူကအလုပ်ရှင်ဖြစ်တဲ့အခါအဆင်ပြေတယ်အလုပ်သမားတွေရဲ့အထာကိုသိသွားအလုပ်သမားဆိုအလုပ်သမားစိတ်လိုနေအလုပ်ရှင်လိုရည်မှန်းချက်ထားစိတ်ကအလုပ်သမားစိတ်လိုနေရအလုပ်သမားလိုကျွတ်ကျွန်းနွံ့နွံ့ရှိရရည်မှန်းချက်ကြအလုပ်ရှင်လောက်ထားအမြဲတမ်းသက်သက်လုံးအလုပ်သမားလုပ်လို့မရဘူးလေဖုန်းတို့မျိုးဆက်ဆိုဟုတ်တယ်မလားအလုပ်ရှင်လိုရည်မှန်းချက်ထားတယ်အလုပ်သမားလိုလုပ်ရတယ်ပြီးတော့ဝန်ထမ်းဆိုဝန်ထမ်းလိုပဲအောက်သက်ကြည့်အောင်လုပ်ရတယ်ဒါကြောင့်ပညာသင်ယူတဲ့အရွယ်မှာငွေကြေးကြီးနောက်ကြေမလိုက်နဲ့ပညာဘယ်လောက်ရလဲဆိုတဲ့ဝင်းကျင်ကငွေကြေးတဲ့တန်ဖိုးကြီးပညာတက်တော်တဲ့သူအတွက်ကငွေရမလို့ချင်အောင်ရအဲငွေနောက်လိုက်ရင်တော့ပညာတစ်ခုကိုစုံကန်းတိုင်အောင်အတွေ့အကြုံတစ်ခုကိုစုံကန်းတိုင်အောင်မရရင်သက်သက်လုံးလဲကိုအလုပ်ရှင်မှာဖြစ်ဘူးဒါကြောင့်အလုပ်သမားစိတ်ငွေအောက်သက်ကြည့်ပါစေအလုပ်ရှင်လို့မျောလင့်ချက်ထားရည်မှန်းချက်ထားပြီးကြိုးစားရမယ်အဲ့ဒီအရေးကြီးတော့ဘာအရေးကြီးတော့ character ကိုချင်းသိက္ခာကောင်းပါစေအသုံးပြုံးကြည်တာတွေသူများက iPhone ကိုင်လိုက်ကိုင်ကိုနဲ့တန်လားပေါ့နော်ခဏခဏပြောင်းကိုလိုက်ပြောင်းတန်လားပေါ့အသုံးလို့ရင်တော့နိုင်ငံခြားမှာတထေးတွေကကြီးပက်လောက်ပဲသုံးတာဘုံတို့နိုင်ငံကတထေးလားဆင်းရဲသားလားမသိဘူးအများစုဒီ touch screen တွေနဲ့နောက်ဆုံးပေါ်ဖုန်းတွေကိုအကင်အများဆုံးဟာဒီအခြေခံလူဒန်းသားနဲ့တော့မဟုတ်သူတဲ့နည်းနည်းလေးမြင်လာတဲ့ level ပဲတထေးတွေအသိမကင်ဘူးနော်ဖုန်းလဲခဏခဏမပြောင်းသူတို့တွေကအဲ့ဒါလေးတွေသိထားဆိုတော့ဘုန်းတော့ပတ်စံရှာပြီးရင်စုပြီးရင်ရင်းနှီးမြုပ်နေ recover လုပ်တဲ့အခြေခံဓာတ်ကံမရှိဘူးအဲ့တွေးကြုံနေမရှိဘူးလူကပြည့်သိဖို့လိုရတာငွေရှာတာမခတ်ဘူးပညာတတ်ဖို့လိုတယ်ငွေထိဖို့ခတ်တယ်အဲ့ဒီငွေကိုပွားဖို့ကြတော့ investment လုပ်တတ်ဖို့လိုတယ်ရင်းနှီးမြုပ်နှံတဲ့အမျှော်မြင်မရှိရင်တက်လုံးမကြည့်ပါဘူးနော်တချို့ကချမ်းသာတယ်ဒါပေမဲ့ तू အလုပ်သမားနည်းနဲ့ချမ်းသာတာ तू အလုပ်မလုပ်ရင် तू ငွေမရှိတော့တချို့ကအလုပ်ရှင်နည်းနဲ့ချမ်းသာတာ investment လုပ်ထတာချိုးတင်မြင်နေအေးစေး तू ကကန်းကြီးလဲသွားလိုက်တာပဲနော်ပွဲတွေပါတွေလည်းတက်နေတာပဲပတ်တန်လည်းဒီတိုင်းဝင်နေတာ तू ရင်းနှီးမြုပ်နှံတယ်လို့ဒါကြောင့်ငွေရှာနည်းငွေထိန်းနည်းငွေကိုရင်းနှီးမြုပ်နှံနည်းအဲ့ဒီအကုန်လုံးက character ကိုပဲ base လုပ်တယ်ကိုကျင်တရားကောင်းတာနဲ့အဲ့ဒီသုံးခုလုံးကလွဲသွားတယ်ကိုကျင်တရားမကောင်းတော့ငွေကိုရတဲ့နည်းနဲ့ရှာတယ်စပြီးပျက်စီးငွေရလာရင်ငွေရအဲ့လူကထပ်ဖြတ်သွားတယ်သွားရောရင်းနှီးမြုပ်နှံမှုဆိုတာအဝေကြီးခုပြောတဲ့ကြွက်ခတ်တယ်နွားခတ်တယ်နဲ့သွားရောကုန်အဲ့ဒါကြောင့်ငွေရှာပါငွေရှာတတ်ဖို့အတွက်ပညာကိုကြိုးစားသင်ပါပညာဆိုတာတက္ကသိုလ်ပညာလေးကျောင်းပညာလေးကိုထားခဲ့လိုက်တော့အဲ့ဒါတွေကိုပြောတာမဟုတ်ဘူးအသက်မွေးဝမ်းကြောင့်တက်ပညာ
ကိုကပါလို့အယောင်းဝယ်လားအယောင်းဝယ်ဆိုအယောင်းဝယ်တယ်ယုံလုံးကလည်းယုံအဲ့ဒီဟာပြင်းတဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုစေ့စသက်ဖြစ်အောင်လေ့ကျင့်သင်လို့ပါအဲ့ဒီခွင့်ရရမလွယ်ပါဘူးနော်ဒါကြောင့်ငွေရှာတတ်အောင်ပညာသင်ပါပြီးရင်ငွေကိုထိန်းသိမ်းကင်လွယ်ပါငွေကြောင့်လူမပြတ်သေးသေးပါနဲ့ပြီးရင်ငွေကိုရင်းနှီးမြှုပ်နှံပါ investment လုပ်ပါငွေကိုမရင်းနှီးတတ်ရင်နော်ငွေရငွေကိုပြန်မရှာနိုင်သေးတွေလူကငွေကိုဖတ်ဖတ်မောအောင်ရှာနေရခစ်ပြောင်းတာနဲ့အမြအဲ့ခစ်နောက်ကပြောင်းနဲ့စက်တင်လိုက်ချင်တာမလွယ်ဘူးတို့ investor တွေအတွက်တော့အဆင်ပြေတယ် inflation တွေနိုင်ငံရေးတွေအဲ့ဒါလေးတွေအကဲခတ်ပြီးတော့ဘယ်လိုနေရာမှာ invest လုပ်ထားမလဲဆိုတာနားလည်ရင်ငွေကအဆင်ပြေတိုးပွားဖို့အတွက်အခက်အခဲမရှိတော့အဲ့ဒီသုံးခုလို့ရဲ့အနှစ်ချုပ်ကပါတော့ကိုချင်းတရားပဲကိုချင်းတရားမပြည့်စည်တဲ့သူတို့ကအဲ့ဒီသုံးခုလုံးကိုစနစ်တကျလေ့ကျင့်ယူလို့ရ train yourself ကိုလေ့ကျင့်ယူရတာနော်တို့ internet power ဖြစ်သွားပြီအကျင့်သိက္ခာသူများကျင့်ပေးလို့ရလားအစုံမဘုံလာပြောပေးလို့ရတယ်ဟုတ်ပြီနော်ဘုံစာအုပ်လေးတွေရေးပြီးဖတ်ခိုင်းလို့မရဘူးလားရတယ်နော်မိတ်ဆွေကောင်းတငယ်ချင်းကောင်းတွေမရှိနိုင်ဘူးလားကိုချင်းသိက္ခာမကောင်းရင်ဘာမှမရတော့ဒါကြောင့်အခုဒါကြောင့် internet ဖြစ်သွားပြီနံပါတ်1ကိုချင်းသိက္ခာကောင်းအောင်မယ်ဟောနောက်နံပါတ်2ကဝိရိယရှိရမယ်နော်ဟိုအေးအာထနောက်ကြတဲ့သူကဘဝမှာရရနောက်ကြတော့တာပဲမနက်9 နာရီလောက်ထားတဲ့အလေးချင်းကိုလေ့ကျင့်တာအဲ့တဲ့တနာရီနောက်ကြကြည့်မနက်ပိုင်းမှာလောရမယ်စရဏကိစ္စတွေမပြီးတော့လူကစရဏမရှိရင်လူကလုံခြုံရေးမရှိတယ်လို့တယ်လီဖုန်းတွေကို password တွေမမျိုးခံတယ်ကွန်ပျူတာထဲမှာ password တွေ library တွေ face ID တွေရောဘာလို့ sexual ဖြစ်အောင်ကာကွယ်တာလေကိုကြအလွတ်ကြီးထားတာကိုယ့်ရဲ့နေတဲ့ဘဝထဲမှာကိုယ့်ရဲ့စရဏပိုင်းပေါ့ဘုရားရှိခိုးတာဂုဏ်တော်ပွားတာပဋိစိတ်တာမေတ္တာပွားတာအဲ့ဒီစရဏကမရှိတဲ့ကကိုယ်မှာလုံခြုံရေးမရှိတယ်လို့ပဲဂါယုကိုယ်ကောင်တွေမပြတ်နဲ့နော်မဟုတ်ရင်ဝန်ထမ်းတွေဘယ်လောက်ထားကိုယ့်ရဲ့တကယ်ကိုယ်တိုင်းလုံခြုံရေးရမရှိဘူးအိန္ဒိယနာကန်ဒီဘယ်သူကလောက်ကြတာသူ့တတ်တော်ဆောင်ကလောက်ကြတာလေဟုတ်လားအနည်းဆုံးလူကယန္တူကြီးဆုံးပဲအန္တရိထားတယ်နော်ဒါကြောင့်ကိုယ့်ကို secure ဖြစ်ဖို့အတွက်ဆိုကိုယ့်ရဲ့စရဏနဲ့ပါဝါမြင့်ထားလူတယောက်ကစရဏအားကောင်းရင်သူ့မှာပါဝါတွေရှိတယ်အဲ့ပါဝါတွေကြောင့်အရာထွက်နေတယ်လို့ပြောတယ်လူမှလည်းဒီကောင်ကပြောင်းမရှိပါဘူးဆိုရင်ဟုတ်လားဘာဝဘာသာမပြောင်းပါဘူးကွာလူမျိုးပြောတာရှိတယ်အဲ့လိုပဲမမြင်ရတဲ့သူတွေကလည်းလူတွေရဲ့ကိုယ်ရောင်ကိုယ်ပါကိုကြည့်တယ်တဲ့ဥမာနတ်တွေပါလေကိုယ်စောင့်ရှောက်ပေးတဲ့ပုံကိုယ်တွေရှိအဲ့လိုပါဝါရှိနေတဲ့သူတယောက်ကိုမမြင်ရတဲ့အဆောင်ရှောက်တဲ့အော်တိုပါနေတယ်တခုခုဖြစ်မယ်ဆိုတော့အကြောင်းကြတာအလန်းပေးတာမျိုးပေါ့နော်ဒီကိမသွားပြအောင်ဓာတ်ရိုက်ပြောလို့ရတာရှိတယ်မဟုတ်တော့သွားဖို့မသိတော့တဲ့ဟာဆိုကားဘိန်းဖောက်လိုက်တာမျိုးတို့ကားပြက်ပေးတာအမျိုးမျိုးရှိတယ်ပေါ့လေနော်တခါတည်းတခါကြီးအလုတ်တိတ်ရှုလိုက်စိတ်ကမလွယ်ရဘူးဒါမင်းတို့ကြိုးခိုင်းတာမပြီးဘူးလားဘာညာတခါတည်းအဲ့ဒီအခက်ခဲကကိုယ်ကဲသွားတာတွေရှိအကုန်လုံးအေးအေးဆေးဆေးလေးနဲ့ဖြေရှင်းတာအကောင်းပါမယ်တက်ကြွတဲ့စိတ်ထားတာကတစ်မျိုးနော်တို့ပြဿနာဖြေရှင်းတဲ့နေရာမှာအေးအေးဆေးဆေးတစ်ခုခုဖြစ်ပြီဆိုရင်ဘာကြောင့်လို့ပြန်စဉ်းစားအကယ်၍စိတ်ထဲမှာထင်နေတဲ့သူဂုဏ်တော်တွေများပွားမေတ္တာပို့အဲ့ဒါလုံခြုံရေးပဲတိတက်ကောင်းတဲ့လုံခြုံရေးမသိကြဘူးဘလောက်ခန့်တာအဲ့လူတွေပြန်လုပ်ကြရင်ဘာမှမတတ်နိုင်ဘူးနော်အဲ့တော့ဟက်ကာတွေလဲဆိုလည်းအတွင်းထဲဒီဝင်ဟက်တာပဲလေနော်အဲ့ဒါတရားမှချက်ဒါကြောင့်ဝိရိယရှိရမယ်အေးအထာနောက်ကြရင်ဘဝမှာအရာရာနောက်ကြတော့တာပဲတနေ့ကိုတနာရီချိန်ကျွန်းတစ်နှစ်ကို15ရက်ရှိတယ်တနေ့ကို2နာရီချိန်ကျွန်းတစ်နှစ်ကို1လနောက်ကြတော့1လလုံးဘုံဂိမ်းစောတဲ့ကလေးတွေကိုမေးတယ်ဂိမ်း4နာရီလောက်စောတယ်တနေ့4နာရီဆိုတစ်နှစ်ကို2လဆုံးရှုံးသွားတယ်အဲဂိမ်းတော့တဲ့သူတွေအိတ်ချိန်ကြီးတဲ့အခါညကြတော့မပြီးမနေ့ကျတော့9နာရီ10တိုင်းမှထားလူတွေလွတ်လွတ်မဲ့ချိန်ကြော်သွားပြီဟုတ်လားအဲလူကောင်းတရားလို့လွတ်လွတ်မဲ့ချိန်ကြော်သွားပြီလေအဲ့တော့သူတို့ရဲ့အိတ်ချိန်ကပုံမှန်အိတ်ချိန်မှာမအိတ်နိုင်တဲ့အတွက်ဘာဖြစ်လဲဆိုသူ့ရဲ့အိတ်ချိန်ကပါဝါမပြည့် energy မပြည့်ဘူးအဲ့ဒါကြောင့်တင်းနေကုန်သူကလန်းလန်းဆန်းဆန်းမရှိလူကမလန်းတော့ဘူးအတ္တမဖြစ်တော့ဘူးဆိုသူနဲ့ communicate လုပ်ရတဲ့သူတွေကသူနဲ့အလုပ်လုပ်ရတာဆက်ဆံတယ်စိတ်တိုင်းကိုမကြတော့ဘူးဖြစ်သွားတယ်ဟောဒါကြောင့်ဝိရိယထားရမယ်စောစောအိတ်စောစောထားတဲ့လေအလေးချင်းအနေ7ထက်တောင်းမကြသေးဘူးအကောင်းဆုံးတော့10နိုင်ဝန်းကျင်10နိုင်ခွဲလောက်အိတ်တာကောင်းတယ်အဲ့တော့9နိုင်ကျော်လောက်ဆိုအရေးမကြီးရင်ဖုံပြောတဲ့ကိစ္စလွယ်ရင်အရေးမကြီးရင်ခေါင်းပြောတယ် Facebook YouTube TikTok သုံးတာတွေကိုဘုံတို့ဖယ်ထားဖို့လိုတယ်
although my aching neither Naiwell job second time of one digital wobbling of the carry load out. And a little carry load out. One of phone is a more go where send I enemies into wobbling carry Peter, etching the crane orby. No? Go up home your luders and do a sign it the application you what carry wobbling low bit. Pop your little yard, Fizzle dolo miara, you dolo miara. Digital wobbling like a table system, Yene Harima dono ya, can I point hala? Another one who are etching man lami, etching man, touching mammy, etching touching man lives and Lua Bawa Pina, Lena the Bawashi, charging Jin, a good ayatari, charging of ye. Charging a bit of afoot. Ah, Tabby Lord Eloma, Gaia Uria, Guamba, Sidriga Uria, say Alemanina. Then I get a blow, you'll be hobbies with the Gabio. Ah, Gene, you're charging a mere never more, Ragaba loaded. However, that's a Wuriachi, no? Wuriachi would do me a kind of yala. May I will go to Yanagota, that I won't look at the manager, Atria, reader to leader, the Atria and the manager ballot, Mana Aya Betinta. The name Pumble out though. Gains or Jim Blaushid. Pumbio Jim Blaushid, go at time management, Quavo, Dembia. Any time Nilo, Megomen, Dudamelo, Yojila, Yoji and Sunday. Did I need a Yoji duty, may other very short, West Tiny Bahari Penny, Gogo Piamioji. Early short child. West Tiny short child and Lord Dambo she did change, valuable time. Dambo she did change, that. That's one time management, my EG, West Tiny is in Rono, cancel logo. I change the good though is a DJ at Damu, Yantuji, Dan Lao, Daniel Sato, but Damu to a change your child. A change Avalon, Sapame, the more counted the Gabio speak on Natame, the Adinam. Adian will go at the door and go Babila, a change at Dambua, Nimi Ball. A change Hashe, a change Hangui. Time is money, time is gold. Abraham Lincoln, the lone Biore. Time is everything. A chain Ayaya, a chain at Damu, lay you American again at Tamada Ichela. You don't think you go, Jay and look at Negally. Lulu, Quajan in a complete you, Billy out on Nagali. Danjabla Miantola, Nagaiba Mianto, Ludia Danjamian like Nagaiba Mianto. That's on West Tiny will show Chaba. In West Tiny Nana and neighbor, Adu Lua Damutala. Now, I does it, that would yatra, a chain lay you are. Tamu Bagano Yene, Bien, the Cabin, a load of Tala. Segabino, Luce would be the Hala. The guy will come out, no? Bien, Balogana, a load hallelujah. Yen the Hather, no, Yen no Miara, we wrote the gay Lumiana, one of Yen Miara. The guy will let Danji on my go to Rally. Yen Miara, a low, Lua, a low machine, lay it. I leave a mere Lua, poor, body, Chilupian Mamadiro. Come on, Ludia Lagola. Ah, poor, Nabadu, Russian, and Yamajan, Lala Bioja, she. May a chain able to do my Jara chain machine. That's on Lua, a chain lane, Lua Lidora. Wistines, Raga, Koyaboa, Lee, Widity, Watanapi, and Lobieta. That's on a chain sway, a chain way. A chain, a chain lay you go wide Dambo. That's a meaningful pit, David sheet, a valuable pit, Dambo Dabba. So, when a cushy dog, Endanema, Namoshi Dobby, Gojantega Gome, Uria Shia. Estanema Naku, Manavado, Ezama, never the music on Shiame, never ne, so margon in Nayua. Hota Estanema, no? Made the gon Shiame, a so margon in Nayua. I could end the Nemazi. Gojanteka Gome, Uria Shiame, Nazo de Kua, Inya Shiame. Now, Ududa a Jami. Ududadra, Miamia Tita than a Yari. No? Buddha Uchigami knowledge to wisdom. Knowledge counted to the wisdom, wisdom's raga, Amimuta Meluyara. Oma Bonoku, Warren Papa. Warren Papa, Bono Coca Cola Tawin to a Pasania. The Cabano, Jaden and Coca Cola now, Warren Papa, who you could allow you. To a Pasania. McDonald, that time, to a Pasania.
မိရထားကြီးတွေဟိုလျှက်စစ်ရထားကြီးတွေစီသူပတ်စံရသူ investment လိုက်လုပ်ထားတာပြောချင်တာနော်သူကတော့စာထိုင်းပဲနေ့4နာရီတော့စာဖတ်တယ်ဒကာကြီးကိုကမောင်တို့ရဲ့ကိုယ့်ရဲ့ဝန်းကျင်ကိုဖွံ့ဖြိုးတိုးတက်ခြင်းဒကာကြီးစာဖတ်ခြင်းကြောလို့မရဥဆောင်တဲ့သူကဘုဒ္ဓအကြမ်းမြင်များရင်အဲ့ကိုယ့်ရဲ့ဝန်းကျင်တစ်ခုလုံးကိုလွှမ်းချော်တာလည်းလွယ်တယ်နော်အချိန်တိုင်းငွေတွေဖြစ်အောင်လည်းလုပ်ဖို့လွယ်တယ်ဒါကြောင့်ဘုန်းတော်ကပညာဉာဏ်ရှိရဘုဒ္ဓအကြမ်းမြင်များရမယ်ပညာဉာဏ်ကြီးမှနော်အဲ့ဒါတော့5ချက်ပေါ့ဗျာဘယ်နှချက်တော့ဆိုတော့ external က2ခုဘာနဲ့ပါတော့မေတ္တေကောင်းရှိရမယ်သုံးမကောင်းနားထောင်ရမယ် internet က3ခုပါလေတော့ကိုချင်းသိက္ခာကောင်းရမယ်ဝိရိယရှိရမယ်ပညာရှိရမယ်ပေါ့ဗျာလွယ်လွယ်ပြောရင်နော်အဲ့ဆိုအတွင်းအားက3ခုအပြင်အားက2ခုအားဘယ်နှခုလို့အီချင်းဘယ်နှရက်တော့အဲ့ဒီအီချင်း9ရက်ပြည့်စုံရင်လောကုတ္တရာနယ်ပယ်မှာလည်းသောတပန်တဂရကနာဂယဟနာဖြစ်အောင်လုပ်ယူလို့ရတယ်လောကီနယ်ပယ်မှာလည်းတန်းဝင်ဘောင်ဝင်ဖြစ်တဲ့လူတယောက်ပညာရှင်တယောက်လို့ရက်တည်မယ်စီးပွားရေးသမားကောင်းတယောက်လို့ရက်တည်မယ်နိုင်ငံရေးသမားကောင်းတယောက်လို့ရက်တည်မယ်ဟိုပါလီယာငါပြီးချက်တော့မလုပ်ချင်နဲ့ professional ဆိုတာတလိုင်းပဲကောင်းတယ်ဟုတ်လားဘုဒ္ဓရှိတတာကောင်းတယ်နေရာတကာပိုင်း professional skill တွေညော့သွားတယ်ကိုယ်စီးပွားရေးပညာရှင်လုံးမလားနိုင်ငံရေးပညာရှင်လုံးမလားလူမှုအကျိုးပြုတဲ့ပညာရှင်တယောက်အနေနဲ့ရက်တည်မှာလားဟုတ်လားကိုယ့်ရဲ့ဝါသနာကိုအရင်ခံတဲ့အဲ့ဒီနယ်ပယ်မှာဆရာသူပါရဂူမြောက်အောင်လေ့ကျင့်အားထုတ်လို့ရပါတယ်เนาะဒါကဘုံဘုံကမေဂိယသုတ်တံကိုပြောနေတာပါเนาะဇလန်လေးကိုအချင်းချုပ်ပြောရင်မေဂိယဆိုတဲ့ယဟန်တစ်ပါးဖခင်ရဲ့နောက်လိုက်ပါပစ္ဆသမဏဘုရားကကြော့သွားတဲ့အခါကျတော့တရားချိန်တစ်ချံပြီးတော့ဒီတရားချိန်ကြီးကိုထိုင်ပြီးတရားအားထုတ်ချင်တာလို့ပြောတော့မြတ်စွာဘုရားရှင်မေဂိယမင်းဒီနေရာမှာအောင်မြင်မှုမရနိုင်ဘူးလို့ပြောတော့မြတ်စွာဘုရားရှင်ဘုရားရဲ့တပိတ်တွေသင်္ကန်းတွေယူသွားတော့ဗျာတပည့်တော်လမ်းပေါ်ချထားခဲ့တော့မှာအဲ့မြတ်စွာဘုရားရှင်မေဂိယငါတစ်ပါးတည်းရေဝဲကန်းလုပ်တတ်တာမေဂိယငါတစ်ပါးတည်းရေပြောမရဘူးဒီမေဂိယအဲ့တပိတ်တွေသင်္ကန်းတွေကိုချထားခဲ့မယ်ဆိုကန်းကပေးဆိုဘုရားအဲ့ဒါတပိတ်တွေသင်္ကန်းတွေယူပြီးဆွမ်းကကြွသွားတယ်မေဂိယယဟန်ဒီထဲမှာတရားအားထုတ်တယ်မျက်တိလည်းမှိတ်လိုက်ရောဘဝတော်ခဲ့တဲ့မိန်းမတွေပြန်မြင်တယ်သူကအဲ့ဒီတရားချိန်ကြီးမှာဘယင်းနေနဲ့ဘဝပေါင်း900ဖြစ်ခဲ့တယ်မိဖုရားကြီးနဲ့ပျော်ပါဘူးလေမျက်တိလည်းပိတ်လိုက်ရောအတိတ်ကအထုံတွေကလိုက်လာပြီးတော့ကာမဂုဏ်စိတ်တွေဖြစ်နေတာဟိုနောက်တော့ဘုရားစီပြန်သွားတယ်ဘုရားရှင်က message တွေတစ်ခုထားခဲ့တယ်ဗါတော့မေဂိယငါတစ်ပါးရဲ့ဆိုသာသမီတွေတပည့်တွေမလိမ္မာချင်းပြန်လာရင်လာလို့ရအောင်ဖွင့်ပေးတဲ့စကားလေးတလုံးမဟာကရုဏာဉာဏ်တော့မေဂိယဘုရားရဲ့အဆုံးအမမပိုင်မဖွင့်ဖြိုးနိုင်သူတို့မေဂိယဘုရားကိုစန့်ကျင်သုံးတာဖြစ်တဲ့အတွက်သူ့ကိုနော်ဖွင့်ပေးထားတဲ့စကားလုံးလေးမေဂိယငါတစ်ပါးရဲ့ဆိုဘုရားရှင်ကလိုတယ်ထင်ပါတယ်လို့ပြန်သွားတယ်အဲ့မှာဒီသုတ်တံကိုဟောတဲ့အခါအဲ့ဤချင်း၅ခုလိုတယ်ကွာတော့မေဂိယသောတပန်တည်တယ်ရှင်မေဂိယဟုတ်လားအဲကြောင့်မေဂိယသုတ်တံမှာဘုရားရှင်ဟောတဲ့အတိုင်းလူတယောက်လောကီလောကုတ္တရာနယ်ပယ်တည်တည်မှာအောင်မြင်မှုရဖို့တော့ဟဲ့ဒီဤချင်း၅ခုကိုစနစ်တကျလေ့ကျင့်ထားမယ်ဆိုရင်ဘယ်သူမှတားဆီးမရအောင်ဘယ်လိုခေတ်ဘယ်လိုစနစ်နဲ့ပဲသွားအဲ့ဒီတရားဟာတေချာပေါက်သူ့ရဲ့ကြိုးစားအားထုတ်မှု quality ပြည့်ရင်ပြည့်တယ်လို့အောင်မြင်ကြပါကလို့တိုက်တွန်းဘုံဘုံရဲ့ပြောကြားမှုကိုဒီမှာပဲဒီကုန်းချုပ်ပါလေ